မင်္ဂလာပါ MM Football မှာပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်လက်ရှိအင်တာမိုင်ယာမီမှာခြေစွမ်းပြကစားနေတဲ့မက်ဆီဟာဘောလုံးဒီရော၈ကြိမ်နဲ့တူဘောလုံးသမိုင်းတစ်လျှောက်မှာအကြီးကျယ်ဆုံးကစားသမားလို့ပြောရင်ပရိသတ်တို့လက်ခံကြမလားသူကဖော်ရွေတယ်အမှုပညာဆန်တယ်ကျွန်တော်တို့ကိုရာစုနှစ်တစ်ခုစာလောက်ဘောလုံးလောကမှာဖျော်ဖြေပေးခဲ့တဲ့မင်းသားတစ်ပါးလို့တင်စားရင်ပရိသတ်တို့လက်ခံကြမှာလားမက်ဆီဝင်ကစားရင်ဝါရင်နီးပြတွေလည်းကြောက်ရသလိုကစားသမားတွေလည်းသတိထားရတယ်။မင်္ဂလာပါဘောလုံးဝါသနာရှင်များအိုင်ဘက်ခွင့်ရှိကို555 minute နဲ့ wine spot များငွေကြေးယုံကြည်စိတ်ချစွာနဲ့ Viber 399458 မှာဆက်သွဲဆော်ကစားနိုင်ပါပြီ။အကြောင်းအရာလေးကိုဆက်ရအောင်။ငယ်စဉ်ကဘောလုံးမှာပါရမီပါလာသူမို့မက်ဆီရဲ့ကစားဟန်ကိုကြည့်ရတာကျွန်တော်တို့ရှင်တဲ့အမှုပညာတစ်ခုကိုခံစားနေရတယ်လို့ပါပဲ။ရာစုနှစ်တစ်ခုစာလောက်ခံစစ်သမားတွေကြောက်ရတဲ့မက်ဆီအကြောင်းကိုပြောရရင်ပြောမကုန်နိုင်လောက်အောင်ပါပဲ။သူကအမှုပညာဆန်တယ်မထင်ထားတဲ့အချိန်တွေမှာအသင်းအတွက်အမြဲတမ်းဝက်ဖက်တစ်ချက်ဖြစ်နေခဲ့တာပါ။ဘာစီနဲ့မက်ဆီနဲ့ဘာစီယာခွဲမရခဲ့ပါဘူး။အခုလိုနေရာမျိုးကျွန်တော်တို့ရှင်နဲ့ရောက်အောင်ဘာစီလိုနာမှာတည်းဟာခြေစွမ်းနေအမှုပညာဆန်ဆန်မြင်တွေ့ခွင့်ရခဲ့တာပါမက်ဆီလိုကစားသမားမျိုးဟာဘောလုံးမိုင်းတစ်လျှောက်ကျွန်တော်တို့ရှင်နဲ့ဆွဲထင်နေစေမှာပါမက်ဆီကိုဘောလုံးလောကရဲ့ကုတ်ကြီးတစ်ပါးလို့ပြောရင်ပရိသတ်တို့လက်ခံနိုင်လောက်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ်ဘောလုံးအကြောင်းအရာတွေကိုနေ့စဉ်မပြတ်တင်ဆက်ပေးသွားမှာမဟုတ်ကျွန်တော်တို့ channel လေးကို follow လုပ်ပေးကြပါဦးဗျ